ရေစကြည်သာအနာဂတ်ကြံမှာဖတ်ရှုခြင်းတို့ရာတွင်မတရားသောသူသည်မိမိပြုမိသမျှသောဒုစရိုက်တို့ကိုကျင့်ဆောင်လျက်ငါစီရင်ထုံးပွဲသမျှတို့ကိုစောင့်ရှောက်၍တရားသောအမှုဟုတ်မှန်သောအမှုတို့ကိုပြုလျင်အေခြင်းနှင့်လွတ်၍စင်စစ်အသက်ရှင်ရလိမ့်မည်ပြုမိသမျှသောဒုစရိုက်ပြစ်တို့ကိုသူတစ်ဖက်၌မမရပြုမိသောဖြောင့်မတ်ခြင်းအမှုကြောင့်အသက်ရှင်ရလိမ့်မည်မတရားသောသူသည်မိမိအကျင့်တို့ကိုရှောင်၍အသက်မရှင်အသေးခံခြင်းအမှု၌ငါသည်အနှဲငယ်သောပျော်မွေ့ခြင်းရှိသလောတို့ရာတွင်မတရားသောသူသည်ဖောက်ပြန်၍အာဓမ္မမှုကို၎င်းမတရားသောသူပြုသမျှသောဆက်ဆုံးရွံရှာပွဲအမှုတို့ကို၎င်းပြုလျင်အသက်ရှင်ရမည်လောအရင်ပြုသမျှသောဖြောင့်မတ်ခြင်းအမှုတို့ကိုမှန်မှန်သူသည်လွန်ကျူးသောအမှုပြစ်မှားသောအဖြစ်ကြောင့်အသေးသက်ခြင်းကိုခံရလိမ့်မည်သို့တော်လည်းတင်တို့ကထာဝရဘုရားစီရင်ချက်မဖြောင်းဟုဆိုကြသည်တကားအိုဣသရေလမျိုးငါစီရင်ချက်သည်ဖြောင်း၍တင်တို့စီရင်ချက်ကောက်သည်မဟုတ်လောတရားသောသူသည်တရားသောအမှုကိုပယ်၍အာဓမ္မမှုကိုပြုလျင်ထိုအမှုကြောင့်တည်ရမည်ပြုမိသောအာဓမ္မမှုကြောင့်အသေးသက်ခြင်းကိုခံရမည်ထို့အတူမတရားသောသူသည်မိမိပြုမိသောအာဓမ္မမှုကိုရှောင်၍တရားသောအမှုဟုတ်မှန်သောအမှုကိုပြုလျင်မိမိအသက်ကိုကယ်နှုတ်ရလိမ့်မည်ပြုမိသမျှသောအာဓမ္မမှုတို့ကိုဆင်ခြင်၍ရှောင်သောကြောင့်တည်ခြင်းနှင့်လွတ်၍စင်စစ်အသက်ရှင်ရလိမ့်မည်ဖျားသခင်နှုတ်ကပတ်တော်ပေသည်